Hello နိုပါရှင်ရန်ကုန်ကတငယ်ချင်းနေရာလေးမာလာဘဲဆက်တစ်ချိန်လုံးပုံနေတင်တော့နိုလည်းတရေကြပြီးတော့ကိုယ့်ဘက်သားကိုပေါ့နော်လိုက်လှုပ်စားကြည့်ရပါတော့ဘာလို့လဲဆိုတော့ဒီထိုင်းမှာကြတော့မာလာဘဲဆက်ရောင်းတဲ့ဆိုင်မရှိပါဘူးရှင်အဲ့ဒါကြောင့်မလို့နိုကမာလာဘဲဆက်လှုပ်စားဖို့အတွက်ကိုဘဲချက်ရောက်ရယ်ဘဲလေချောင်းရယ်ပြီးတော့ကြအသေးမြစ်ကလေးရယ်ဝယ်လာပါတယ် Lotus ကနေပြီးတော့ဝယ်လာပြီးတော့ကြတော့မာလာအနှစ်ကလေးနဲ့ပေါ့နော်ပေါင်းလိုက်ပါတယ်ရှင်ပြီးွားရင်ဘဲသားတွေကျက်သွားပြီဆိုတော့မှနိုကကြာဆွဲနဲ့ကြာဆွဲနဲ့အာလူလေးကိုပပလေးထားတာလေးပါတခါတည်းပေါ့နော်ဘဲပေါင်းနဲ့ပေါင်းဦးထဲမှာတခါတည်းထည့်ပေါင်းလိုက်တယ်အဲ့ဒါတွေကျက်သွားပြီဆိုလို့ရှိရင်နိုကပြန်ဆယ်ထားလိုက်ပါတယ်ပြီးသွားရင်ဘဲဆက်စပြီးတော့ချက်ဖို့အတွက်ကြတော့နိုကကြက်သွန်အဖြူကိုပေါ့နော်အဲ့လိုမျိုးပပလေးပြီးတော့အဲ့လိုမျိုးနှုတ်ဆင်းထားတဲ့ဟာလေးကိုပေါ့နော်စီလေးနဲ့အရင်တက်လိုက်တယ်ပြီးသွားလို့ရှိရင်အဲ့စီကျက်လာပြီဆိုလို့ရှိရင်ခုပြထားတယ်ခနောကထုတ်တယ်ပေါ့နော်မာလာအနှစ်ပေါ့နော်အဲ့အနှစ်ကလေးကိုထည့်ပြီးစီတက်တယ်ပေါ့နော်ပြီးတာနဲ့ဘဲတွေပေါ့နော်ခုနပြုတ်ထားတဲ့ဟာတွေအကုန်လုံးထည့်လိုက်တယ်ပြီးွားရင်ကိုစားချင်တဲ့အသီးရွက်ကလေးနည်းနည်းရယ်ဒီပဲပြားလေးကြော်လေးရယ်ထည့်လိုက်ပါတယ်အခုဆိုရင်တော့စားချက်စရာအရန်ကောင်းတဲ့မာလာဘဲဆက်အနက်မွတ်မွေးလေးကိုရပါပြီရှင်တကယ်စားကြည့်တော့လေအရန်စားလို့ကောင်းတာရှင်လှုပ်စားကြည့်နော်